မင်္ဂလာပါရှင်အောင်မြင်မှုစောင့်လုပ်ရေးရနေကြိုကြိုလိုက်ပါတယ်ရှင်အခုဗီဒီယိုလေးကတော့ကြောက်ပတောင်းမြို့မှာတိစောက်ထားတဲ့ပေ30ပတ်လဲအာစီသွတ်ထက်တိုက်လေးပဲဖြစ်ပါတယ်ရှင်ဗီဒီယိုလေးကိုကျမနဲ့အတူလိုက်ကြည့်ကြရအောင်ရှင်